Sky Villa Hotel ကတာဝန်ရှိသူတွေကိုအရေးယူဖို့ထုတ်ပြောလာခဲ့တဲ့ဒုက္ခဒိုင်မွန်ရဲ့သမီးငယ် Hello ဆယ်လီမမလာပါပြီရှင်ပရိသတ်များရှင်ဒုက္ခဒိုင်မွန်မိသားစုကငလင်ပေးကြုံတွေ့ခဲ့ရတဲ့အချိန်မှာအဖြစ်ဆိုးနဲ့ကြုံလိုက်ရပါတယ်ဒုက္ခဒိုင်မွန်မိသားစုစီက Sky Villa Condo မှာနေထိုင်ကြတာပါ Sky Villa Condo ကတတိယအတွက်လုံခြုံရေးလည်းအပြည့်အဝပေးနိုင်တယ်လို့ luxury ဆန်တဲ့ဝန်ဆောင်မှုတွေကလည်းရှိပါတယ်ဒါကြောင့်မလို့ဒုက္ခဒိုင်မွန်မိသားစုက Sky Villa Condo မှာပဲနေထိုင်ကြတယ်လို့အောက်ထပ်မှာပဲစိုက်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ရုံကြီးစိတ်ချစွာနဲ့နေထိုင်ခဲ့ကြပြီးမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင့် Sky Villa Condo ကမြေအောက်ထဲကိုကျွံကျသွားခဲ့ပါတယ်။မြေအောက်ထပ်လေးလက်တိုက်ကမြေကြီးတဲ့ကိုကျုံဝင်သွားခဲ့တာပါ။ဒါအပြင်နောက်ဘက်ကအဆောင်နှစ်ခုဆိုရင်လည်းကုန်းကောက်စရာမရှိအောင်ကိုပြိုကျသွားခဲ့တာဖြစ်ပါတယ်။ဒုက္ခဒိုင်မွန်မိသားစုရဲ့ပိုင်ရှင်နဲ့အတူသမီးကြီးမိသားစုပါသွားခဲ့တာပါ။သမီးငယ်ဖြစ်တဲ့နှင်းစီလင်းဝင်းတယောက်တည်းကသာကျန်ခဲ့တာပါ။မိခင်အမဒူမလေးခဲကို၄ယောက်စလုံးကိုငလင်ဘေးနဲ့အတူနှင်းစီလင်းမိကဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူမအနေနဲ့ဒီအဖြစ်ကိုလုံးဝလက်မခံနိုင်ပါဘူးယူကျုံမရတတဖြစ်နေတာပါမိခင်နဲ့တူဆိုင်ကမိသားစုလိုနေတဲ့ဝန်ထမ်းတွေကပါငလင်ပေးတဲ့ကိုပါသွားခဲ့တာဖြစ်ပါတယ် Sky Villa Condo အောက်မှာပြမိနေရလို့သိလိုက်ရတဲ့အချိန်မှာဘတ်ဖိုးကားရီငါပြီးအားချင်းရှာဖွေခဲ့ပါတယ်ဒါပေမဲ့2ရက်လောက်ထိသာအသက်ရှင်နေကြပြီးအသက်ရှင်လျက်မကယ်ထုတ်နိုင်ပါဘူးနင်းစီလင်းဝင်းကဖြစ်ချင်းချိန်တွေမှာမိဘနဲ့မိသားစုဝင်တွေကိုနိုင်ရေးလုပ်ပေးနေရတာမို့ကွန်ဒိုနဲ့ပတ်သက်ပြီးတော့ဘာမှဖွင့်ဟလာတာမရှိပါဘူးအခုလက်ရှိမှာနိုင်ရေးလည်းပြီးပြီဖြစ်တယ်လို့ရက်လင်းစွန်းသွန်လည်းလုပ်ပြီးပါပြီဒါကြောင့်မလို့ဒုက္ခဒိုင်မွန်စိန်တိုင်းရဲ့သမီးငယ်ကကွန်ဒိုနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်လာခဲ့ပါတယ်စိန်ဆိုင်ပိုင်ရှင်တွေဖြစ်ခါချမ်းသာလုံးနဲ့ဒုက္ခဒိုင်မွန်မိသားစုကဘာကြောင့်ချမ်းအပိုင်မှာမနေတာလဲဆိုပြီးပရိသတ်တချို့ကလည်းမေးခွန်းထုတ်လာခဲ့ပါတယ်ဒါကြောင့်မလို့မန်နင်းစီကမိခင်ဖြစ်သူကိုဖခင်ဖြစ်သူကခြံဝန်းအကျယ်ကြီးနဲ့တိုက်ကောင်းကောင်းတစ်လုံးကိုဝယ်ပြီးထားကြောင်းထုတ်ပြောလာခဲ့ပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူကရေကန်ကြီးကိုလမ်းမြင်ရတဲ့ Sky Villa Condo မှာနေထိုင်ရတာကိုကြိုက်ပါတယ်။ဒါအပြင်လုံခြုံရေးလည်းတင်းကျပ်တယ်ဆိုပြီးစိတ်ချယုံကြည်စွာနဲ့ကိုနေခဲ့တာပါ။ကွန်ဒိုကိုစရောက်တဲ့အချိန်တုန်းကလည်းကွန်ဒိုကလုံခြုံရေးပြင်းတဲ့အပြင်ငလင်ပြင်းအားရှိထိခံနိုင်ရှိပါတယ်ဆိုပြီးအာမခံကရောင်းချခဲ့တာပါ။ဒါကြောင့်မလို့လည်းတတိယများစုကစိတ်ချယုံကြည်စွာနဲ့ဝယ်ခဲ့ပါတယ်။ဒါပေမဲ့9.9ပြင်းအားနဲ့ငလင်လုတ်တဲ့အချိန်မှာကွန်ဒိုကတထချင်းစီပြိုကျခဲ့တာမဟုတ်ပဲချက်ချင်းဆိုသလိုဝုန်းကနေမြေကြီးနဲ့ကျွံကပြိုကျသွားခဲ့တာပါပြင်းအား8တောင်မရောက်သေးပဲအဆောက်ကြီးချက်ချင်းပြိုကျသွားခဲ့ရတဲ့ပုံမှာ Sky Villa Condo ရဲ့တာဝန်ရှိသူတွေဖြည့်ရှင်းပေးကြပါဆိုပြီးတောင်းဆိုလာခဲ့တာပါပြင်းအားများတာကြောင့်အဆောက်ပြိုကျမှာကိုလက်ခံပေးမဲ့10မိနစ်အတွင်းဘာမှကုန်းကောက်စရာမရှိအောင်ပြိုကျသွားတဲ့ပုံမှာတော့လက်မခံနိုင်တာပါတကယ်လို့သာ9မိနစ်လောက်ကြာနေရင်လေးလွှာမှာနေတဲ့သူမရဲ့အမေနဲ့မိသားစုကအောက်ကိုချက်ချင်းပြေးဆင်းနိုင်မှာမို့အာမခံထားတာနဲ့ပတ်သက်ပြီးဖြည့်ရှင်းပေးပါလို့တောင်းဆိုထားပါတယ်။မိခင်နဲ့အတူအမကိုဆုံးရှုံးရအောင်လုပ်ခဲ့တဲ့ Sky Villa တာဝန်ရှိသူတွေကိုမကျေနပ်ပဲအရေးယူဖို့လည်းထုတ်ပြောလာခဲ့တဲ့ဒုက္ခဒိုင်မွန်ရဲ့သမီးငယ်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။